ဒီမှာအမေအိုးလူရနေမှာထောက်ကဲတယောက်တည်းလုံနေထောက်ကဲခွန်တယောက်နေအေးလူရနော်တုတ်လားမဟုတ်ဘူးဝလုံးနဲ့ထောက်ထားရနော်မထောက်ဘူးဆိုရင်ပြောကောဟုတ်တော့ဒီမှာမပွေးပါနဲ့အဲ့လေမဟုတ်ဒီမှာနေရောင်ကိုသတ်ဖြစ်တယ်ငပြောသီးခိုင်ကိုကြိုက်မယ်ဟုတ်ပါ